မင်္ဂလာပါရှင် မင်္ဂလာပါ နာမည်လေးတစ်ချက်ပြောပေးပါ ညီမနာမည်ကချက်ပါ Hope Cleaning Service မှာလုပ်နေတာ6နှစ်ကျော်ကြာပါပြီရှင် ဘယ်ဌာနမှာတာဝန်ထမ်းဆောင်နေရလဲရှင် HR ဌာနမှာလုပ်နေရပါ အခုပေါ့နော်ဒီ HR ဌာနမှာ leader supervisor အနေနဲ့တာဝန်ထမ်းဆောင်နေရဆိုတော့အစင်ရောပြည့်ရဲ့လား ပြပါရဲ့ရှင် ဒီ6နှစ်ကာလမှာပေါ့နော်ဘာတွေတိုးတက်မှုရှိခဲ့လဲဘာခွင့်ရေးတွေရှိလဲဘယ်လိုမျိုးပြောင်းလဲမှုတွေရှိခဲ့လဲ တိုးတက်မှုတွေကတော့အများကြီးပဲပေါ့ညီမဆိုခဏခဏပြောနေတဲ့အတိုင်းပဲ ဟုတ် ဒီလောက်ကပထမအဆုံးဒီ Hope မှာလုပ်ကြတာပေါ့နော် ဟုတ်ကဲ့ရှင် အရန်လဲအဆင်ပြေတယ်အရန်လဲပျော်တယ်တိုးတက်မှုတွေကလည်းအများကြီးရှိရဲ့ခါကြတော့ကိုယ့်ရှိရေးအတွက်ပေါ့နော်ဒီမှာဆိုလုပ်နေရဆို6နှစ်ရှိပြီတိုးတက်မှုအနေနဲ့ဆိုတော့အများကြီးမှအများကြီးပါပဲစလဲဆုံးအကုန်ပေါ့နော်ဆိုတော့ဒီမှာလည်း senior တွေလည်းရှိရဲ့အကုန်လုံးကတင်ပြီးတယ် skill hard skill တွေရောပေါ့နော်ပြီးတော့ဆို communication skill တွေပြီးတော့ဆို HR လုပ်နေရတဲ့ဟာဆိုတော့ဘယ်လိုပြောမလဲကို team လည်းရှိတော့ leadership skill တွေရောအစုံပဲပေါ့နော် management လုပ်ရတယ် management skill တွေဆိုတော့ skill တွေကတော့အများကြီးပဲဆိုတော့ဒီမှာဆိုရင်စလုပ်တော့ဆိုလဲမှာတင်တန်းတွေပါလေတက်ဖို့လာမရှိဘူးအဲဒီမှာစလုပ်တာချက်ဆိုရင်အမရှိရပေါ့နော်အမဟဲလင်းလို့ခေါ်တာပေါ့နော်အမအကုန်လုံးကနေပုံထိုင်ပုံပြောပုံဆိုပုံသွားပုံလာပုံအစအကုန်လုံးtrain မိရဲ့အခါမှာဆိုစချင်းတော့ကတော့ကြက်တယ်လို့ထင်ရပါမယ်နောက်ပိုင်းကျတော့အရန်အဆင်ပြေပြီးတော့အခုဆိုရင်တော့ပေါ့ပါလွတ်လပ်စွာနဲ့ hope နဲ့တူတူလောက်လာရပါတော့6နှစ်ရှိပါရှင်6နှစ်ကျော်ပါပြီ ဟုတ်ကဲ့ပါရှင်ဒီအလောက်ကပေးတဲ့ပညာကိုပေါ့နော်ဘယ်ကိုယ့်ရဲ့မိသားစုမှာပဲဖြစ်ဖြစ်ပေါ့နော်အပြင်ရောက်တဲ့အချိန်ကျတော့အသုံးဝင်တယ်လို့ထင်လား ထင်တာပေါ့မှဆိုတော့ပေးရတာအများကြီးပဲလीနော်ပညာရအများကြီးပဲဆိုတော့အရန်သုံးဝင်တယ်ပြင်မာလဲတကယ်လက်တွေ့အသုံးချလို့ရတယ်လို့မျိုးကိုအလုပ်ထဲမှာအတွက်လည်းအရန်အဆင်ပြေတယ်ပြီးသွားပြီဆိုရင်ကိုအပြင်မှာပဲဘယ်လိုပြောမလဲသုံးပေါ့နော်ဒီမှာပဲသုံးကိုရဲ့ဘဝရှင်ရေးတော့ပဲဖြစ်ဖြစ်ပေါ့နော်အများကြီးအဆင်ပြေပါရှင်အများကြီးလဲအထောက်အကူပြုလို့မျိုးကိုအတွက်လည်းအရန်အကျိုးရှိပါတယ်ကိုအတွက်အကျိုးရှိလာတဲ့အတွက်ကုမ္ပဏီကိုကလည်းပြန်ပြီးတော့အကျိုးပြုပေးနေရတော့ပို့ပြီးတော့အဆင်ပြေပို့ပြီးတော့လည်းပျော်ရတယ်ကိုလည်းလားဆိုတစ်ခုယူထားဆိုတော့ကုမ္ပဏီအတွက်လည်းတာဝန်ကြီးနေတယ်လीနော်အဲ့တော့အရန်အဆင်ပြေပါရဲ့ရှင်လက်စာအနေနဲ့ရောဗလဲ6နှစ်ဆိုတဲ့ကာလမှာဂျင်းနဲ့တဲ့လက်စာတစ်ခုအနေနဲ့ရောရရှိထားလားရတာပေါ့ဆိုတော့ထပ်ဆိုရင်ဒီမှာလုပ်နေတဲ့6နှစ်ကျော်ကာလအတွင်းပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးတွေလက်စာတိုးပေးပါဒီမှာရတိုးပေးပါတခါမှတော့တောင်းဆိုပြတာမရှိဘူးပေါ့နော်ကိုလှုပ်ရှားရှိရလှုပ်တယ်ကိုကလည်းကုမ္ပဏီကိုချစ်တော့ကိုလှုပ်ချင်တာလေးတွေပေါ့နော်ကိုလည်းလှုပ်ဖြစ်တယ်ကုမ္ပဏီကလည်းရုံကြည်ကြည်နဲ့တာဝန်နေလွှဲအပ်တဲ့ပုံမှာပေါ့နော်ဆိုတော့လာစာတွေရောယာကြီးတွေရောပေါ့နော်လာစာဆိုရင်လည်းအဲ့ဒါထက်တောင်များပါရဲ့အမြဲလဲလာစာကိုတိုးပေးပါလို့တော့ပြောချင်မလို့သူ့အချိန်ကာလရောက်ရင်သူ့ဘာနဲ့သူ့ကိုအော်တိုရှိကလာစာရှိတယ်မဆုတွေခန်းစားခွင့်တွေအခုဆိုလည်းခီးတွေထွက်လာကြတယ်ပြီးတော့ဆိုရင်အများကြီးပါပဲ benefit ဆိုရင်ပြောလို့တော့မကုန်ပါဘူးသူ့ဘာနဲ့သူနှစ်ပြေပြီဆိုလဲနှစ်ပြေအလျောက်ဆုဆိုလဲဆုလျောက်ကုမ္ပဏီကအများကြီးပဲပြီးထားရဲခါလေးကျရင်ကိုကတော့မယူနိုင်လို့မယူရရင်အများကြီးမယူနိုင်ဘူးဆိုတာကိုယ့်ဘာကိုမညီလို့ပါနော်ဆိုတော့ဘာဆိုဆုရည်လည်းအများကြီးရှိရဲဆိုတော့အိရှာဆိုတော့ဘယ်လဲကိုကဘယ်လဲလူတွေခေါ်ချင်လို့အဲ့လိုမပြောနေတယ်လို့တော့မထင်လိုက်ပါနဲ့ကိုကိုယ်လက်တွေ့ခံစားချက်နဲ့ပြောတာဆိုတော့တကယ်မျက်နှာကိုကြည့်လိုက်ရင်တော့အစ်စ်မှန်နေဖြစ်မယ်ဆိုတာတော့ကြုံပါတယ် Okay ဟုတ် supervisor တယောက်အနေနဲ့ဆိုလို့ရှိရင်ဘယ်လိုဆုံးဖြတ်ပိုင်ခွင့်တွေရောရှိရလားရှိပါရဲ့ရှင်ဆုံးဖြတ်ပိုင်ခွင့်တွေရောကိုလုပ်ပိုင်ခွင့်တွေရောအများကြီးပဲရှိရဲကိုဘယ်လိုပြောမလဲစားရောက်လာတဲ့အချိန်မှာတော့ချစ်ချင်းတော့ရသေးမှာမဟုတ်ဘူးเนาะနောက်ပိုင်းကိုလည်းတင်ချာကြိုးစားရင်ဆိုရင်ကုမ္ပဏီကယုံကြည်မှုရှိလာတဲ့ခါကျတော့ကိုယ့်အတွက်အများကြီးအဆင်ပြေလာတယ်ဆုံးဖြတ်ချက်ချလို့ရရရောကို management လုပ်ရရရောအများကြီးပဲကိုယ့်စီမှာရှိလာရဲဆိုတော့လုပ်ရရလဲပျော်လာတာပေါ့เนาะ decision maker တယောက်အနေနဲ့ဖြစ်လာပြီဆိုတော့ဘယ်လိုပြောမှလဲအဲ့ဒီဆုံးဖြတ်နိုင်တဲ့ skill ရောအရေးကြီးရလို့ထင်လားထင်ပါတယ်ရှင် decision maker လောက်ကဆိုတော့တချို့ဟာတွေတိုင်းကိုစိုးဖြစ်တာလွယ်ဝါးရဆိုရင်မားဝါးရဆိုရင်တူတူဆိုရင်ဘယ်လိုပြောမလဲအစမပြေးဟာတွေလည်းရှိနိုင်နေတယ်เนาะဆိုတော့ decision ချရဲခါကျတော့အဲ့ဒါကြီးအားစလဲကုမ္ပဏီဘက်ကနေပြီးတော့ကိုမလုပ်ခင်တည်းက train ပေးထားတဲ့ခါကျတော့ကို decision တေချာချရဲခါမှာလည်းအရင်နောက်မှာပေါ့နော်သူများပြန်အားကိုးစရာမလိုတော့ကိုကိုတိုင်းရေးဝန်းနဲ့အကုန်လုံးကိုလှုပ်လာနိုင်တာပေါ့နော် Okay မတို့ company ခါကျ human resource အနေနဲ့ဥစားအရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေဆိုတော့ HR ဌာနတစ်ခုလုံးကိုတာဝန်ယူထားတာရောလေးတယ်လို့ထင်လားမလေးပါဘူးရှင်ဘယ်လိုပြောမလဲကိုက human resource နဲ့ပတ်သက်ပြီးတော့ပေါ့နော်လုပ်ရရရောများရပေါ့နော်ဒါပေမဲ့တစ်ခါလေးတိုင်းလည်းကိုယူထင်းရတာတွေရောကို management လုပ်ရရရောများတဲ့ခါကျတော့ဘယ်လိုပြောမလဲလေးရလို့လည်းမပေါ်ဘူးပေါ့နော်ကိုလုံးနေကြအလုပ်ဆိုတော့ကိုလည်းကျင့်သားရလာရင်ဆိုတော့ဘယ်လိုပြောမလဲအဆင်ပြေလာရဲ့
ပြီးသွားပြီဆိုရင်ကိုကလည်းအစရဲကကိုတင်ပေးထားတဲ့လူတွေကကောင်းတဲ့ခါကျတော့တေချာတင်ထားပြီးတဲ့ခါကျတော့ကိုလည်းတေချာလိုက်လို့တော့ဒီလမ်းစဉ်နေနဲ့လိုက်တာရှိရကိုလည်းအတိထဖောက်တာရှိရဆိုတော့အကုန်လုံးကိုပေါင်းပြီးတော့သုံးချလိုက်တဲ့အခါမှာမလေးလည်းမလေးဘူး pressure ရင်လို့တော့မဟုတ်ပါတော့ကိုစီမှာ challenge တွေလည်းရှိတယ်ဆိုတော့ challenge တွေကိုတော့ကို team တစ်ခုလုံးနဲ့ကောပေါ့နော်တခါလေးလည်းများ team ကိုလည်းသွားပြီးတော့ကူညီတောင်းရင်လည်းတောင်းလိုက်တာပေါ့နော်အဲ့လိုမျိုးကိုမာက member တွေကတယောက်တည်းမဟုတ်ဘူးဆိုတော့အများကြီးရှိရဆိုတော့တစ်ဖွဲ့လုံးနဲ့စီစီလုံးလုံးတိုက်တိုက်မင်းမင်းညှိညှိနိုင်နိုင်နဲ့လုပ်တဲ့ခါကျတော့အောင်မြင်ကြော်ဖြတ်နိုင်တာတွေကပုံများပါတယ်ရှင်ဟုတ်အဲ့ဆိုရင်တော့ဟိုလောက်ရတဲ့ဘယ်လိုပြောမလဲအကျိုးခံစားမှုကတော့ဟိုဘယ်လိုပြောမလဲတခုခုအောင်မြင်သွားတဲ့ချိန်တိုင်းပေါ့နော်အဲ့လိုပျော်ရွှင်ပီတိရရောအဆင်ပြေလားအဲ့လိုခံစားမှုတွေကရှိရပါရှင်ပျော်ရွှင်ပီတိရတော့ကိုကအမြဲဟိုလေအသေးစမ်းနေလည်းလုပ်ရရရှိရဲအဟောင်းနေလည်းဆက်လုပ်ရရလည်းရှိရဲဆိုတော့ဘယ်လိုတက်ချင်တဲ့လူဆိုတော့ရေးရေးချရပေါ့နော်အဲ့လိုမျိုးချတဲ့အချိန်မှာတခုခုအောင်မြင်ပြီးသွားပြီဆိုရင်တော့တူးတက်မှုတွေလည်းရှိလာတော့ကိုအတွက်လည်းပျော်တာပေါ့နော်ဟုတ်ကဲ့စိတ်ကြည်နမှုလည်းပြေးသွားရှိပါတယ်ရှင်ဟုတ်အဲ့ဒါတခုကကိုကလီဒါကြီးဖြစ်လာပြီဆိုတော့ကိုလက်အောက်ငယ်သားတွေပေါ်ရောဘယ်လိုပြောလဲသူတို့အောင်မြင်လာတယ်သူတို့လည်းအဆင်ပြေလာတယ်ဆိုကိုခံစားမှုလေဟုတ်ကဲ့ပျော်ရပါရှင်ကိုဘယ်လိုပြောမလဲကိုကလည်းပြန်ပြီးတော့ကလေးတွေကိုပြန်တင်ပြန် train ပေးလိုက်တဲ့အခါမှာသူတို့တွေလည်းတိုးတက်မှုရှိလာတဲ့အခါကျတော့ကိုကကြည်လဲကြည်နဲ့တယ်ပျော်လဲပျော်တယ်ပြန်ရရဲ့ပီတီကလည်းဘာနဲ့မှမလင်းနိုင်ဘူးပေါ့နော်ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်တဲ့လူသားတစ်ယောက်အနေနဲ့ခံစားမိလားခံစားမိပါတယ်ရှင်ဘာလို့ဆိုတော့သူ့လေးတွေဘယ်လိုပြောမလဲကိုပြောလိုက်တဲ့ဟာပဲဖြစ်ကိုလှုပ်ပေးလိုက်တဲ့ဟာပဲဖြစ်ဒါမှမဟုတ်ကိုတင်ပေးလိုက်တဲ့ပညာဘယ်လိုပြောမလဲကိုတို့အတွက်လည်းပြန်အကျိုးရှိရဲတို့လည်းပြန်ပြီးတော့ကောင်းကောင်းသုံးချနိုင်တာမြင်လာတော့ပေါ့နော်ဘယ်လိုပြောမလဲပြောရမယ်ဆိုအရင်တော့ဆီယာမလောက်ရတာတော့မကြိုက်ဘူးเนาะဒါပေမဲ့အခုကလုံရင်းနဲ့ဆီယာမလောက်ရလေတအားကြိုက်လာခံစားမှုကမတူဘူးเนาะဘယ်လိုပြောမလဲအရင်တော့ဆိုလဲအဲ့လိုပါပဲဘယ်လိုပြောမလဲကိုကတင်ဖို့နေနေတာကိုကတော့မှပြန်ပြီးတော့အများကြီးတင်ယူနေရတာဒါပေမဲ့အဲ့လိုမျိုးကနေပြီးတော့လုံးဝပြောင်းပြန်ဖြစ်ပြီးတော့ကိုကပြန်ပြီးတော့ကိုဘေးနားမှာရှိနေတဲ့ကိုကလေးတွေတော့၎င်းကိုရဲ့ human resource တွေပေါ့နော်ကလေးတွေကိုပြန်ပြီးတော့တိုးတက်အောင်လုပ်နိုင်တဲ့ share လုပ်ပေးနိုင်တဲ့နေရာရောက်လာတော့ပို့ပြီးတော့ပျော်လာတယ်ရှင်ပို့ပြီးလဲပီတိဖြစ်ရတယ်ပေါ့နော် Okay hope cleaning service ကရေရှည်အတိုင်းပူပေါင်းပါလားဟုတ်ကဲ့ပါဘယ်လိုပြောမလဲကိုဘယ်လိုပြောမလဲပျော်လဲပျော်နေရဆိုတော့ပေါ့နော်ကိုအတက်နိုင်ဆုံးတော့ကိုလုံနိုင်တဲ့ရေးတော့ပေါ့နော်စူးစမ်းပြီးတော့အဲ့တော့လှုပ်ဆောင်သွားပါမယ်ရှင် Okay ရေရှည်လုပ်ငန်းစဉ်တွေလည်းအများကြီးရှိအောင်ပဲထင်တယ်နော်ဟုတ်ကဲ့ပါရေရှည် plan တွေကတော့အများကြီးရှိရပါဒီမှာဆိုရင်လည်းဆက်သွားဖို့အများကြီးရှိတယ်လူတွေလည်းအများကြီးထက်ခတ်အောင်မယ်ပြီးသွားပြီဆိုရင်လူတွေအများကြီးထက်ခတ်တာနဲ့အလျောက်ပေါ့နော်ဘယ်လိုပဲ position တွေလည်းအများကြီးတွေလည်းထောက်ဖို့ရှိပါအောင်မိကလူတွေနဲ့ပေါ့နော်လူတွေနဲ့ပဲသွားပြီးတော့လူက product အနေနဲ့ပေါ့နော်သွားပြီးတော့ဝန်ဆောင်မှုသွားပေးကြတာဆိုတော့လူတွေကတော့အများကြီးထက်လို့တည်းရဲ့ HR ဌာနတော့၎င်း marketing ဌာနတွေတော့၎င်း service ဌာနတွေတော့၎င်းပြီးသွားပြီဆိုရင်ညီမတို့ရဲ့အဖွဲ့တွေပေါ့နော် service အကုန်လုံးအတွက် marketing ဆိုလဲ marketing တွေခေါ်နေရ office ဆိုလဲ office staff တွေခေါ်နေရညီမတို့ HR ဆိုရင်လည်း HR အတွက်ပေါ့နော် HR ဌာနအတွက်လည်းခေါ်နေရပြီးသွားပြီဆို service ဌာနအတွက်ကောပြီးရင်တန်ရှင်းဝန်ထမ်းတွေဆိုလဲ90တောင်ခေါ်နေရရှင်ဆိုတော့စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ပေါ့နော်ညီမဖုန်းနံပါတ်ပါတစ်ခါဖော်ပြပေးလိုက်မယ်နော် Okay ဘာရဲ့ဖုန်းနံပါတ်လေးကိုဖုန်းဆက်ပြီးတော့မနက်၈နာရီခွဲကနေညနေ9နာရီအတွင်းပေါ့နော်ဖုန်းဆက်သွယ်ပြီးအသေးစိတ်မေးလို့ရပါတယ်ရုံးပိုင်းတကယ်လို့ကိုကရှောက်ချင်တယ်ဆိုရင်ကြတော့ညီမတို့ဒီမှာရုံးပိုင်းကကြတော့CP ဖောင်လေးပေါ့နော်ကိုပြထားရဲ့ Viber ဖုန်းနံပါတ်လေးကို CP ဖောင်လေးပေးပို့ပြီးတော့အရင်ဆုံးရှောက်ထားလို့ရပါတယ်ဒီမှာဆိုရင်ညီမတို့service ဆိုရင်လည်း supervisor တွေလည်းခေါ်ရဲပြီးသွားပြီဆိုတန်ရှင်းဆိုလည်းပညာရေးချင်းကလုံးဝမလိုပါဘူးရှင်ရုံးပိုင်းဆိုရင်တော့ညီမတို့ကဒီမှာကလေးတွေကိုအခွင့်အရေးပေးချင်တဲ့အခါကျတော့ပွပွလင်းလင်းပြောရမယ်ဆိုအထက်တန်းအောင်ယုံနဲ့တောင်ခေါ်ပေးထားရရှင်အထက်တန်းအောင်လဲရတယ်ဘွဲရလဲရတယ်တက္ကသိုလ်တက်နေရဆိုလဲရတယ်အဆင်ပြေအကုန်လုံးပေါ့နော်ဘယ်လိုပြောမလဲကိုလှုပ်ချင်စိတ်ရှိရကြိုးစားချင်စိတ်ရှိရဆိုရင်ဘယ်လိုပြောပညာအရေးအချင်းကိုကန့်သက်ထားတာကိုတော့မှ short ထားရပေါ့နော်တန်ရှင်းရေးဆိုလဲညီမပညာရေးချင်းလုံးဝမကန့်သက်ထားအသက်ဆိုရင်လည်းအသက်က18ကနေ50အတွင်းတောင်ခေါ်တယ်တန်ရှင်းရေးဆိုရင်လည်းပေါ့နော်ဆိုတော့ဒါခီးသွားနေနဲ့တစ်ဖက်ကြော်ညာလေးဝင်တာပေါ့နော်ရောနဲ့ပူပေါင်းတဲ့သူတွေရှိခဲ့တဲ့ဒီခုလိုမျိုးတူဘောနော်ခီးကြီးသွားမယ်ပြီးသွားပြီဆိုရင်လေစူဝေးဝဲတူတက်ကြမယ်တူထင်းပိတ်တွေနဲ့တူလုံးမယ်ပြီးရင်လားစာတွေတူတိုးယူကြမယ်ပြီးသွားပြီဆိုယာလူတွေပေါ့နော်ကုမ္ပဏီတစ်ခုမှလုပ်ပြီးတော့ကုမ္ပဏီတစ်ခုမှလုပ်ပြီးတော့ယာယူတိုးလားစာတိုးယူလို့ချင်းတယ်ဘယ်ကုမ္ပဏီနဲ့ရှာနေတယ်ဆိုရင်ဟုတ်ကိုလာခဲ့လိုက်ပါဒါတော့အိတ်ချမို့လို့ကြော်ညာမဟုတ်နော်တကယ်လက်တွေ့ပြောပြပေးရအခုပဲရောက်နေရလဲအခုကညီမတို့တောင်ကြီးကပေါ့နော်ဟိုပုံးကမဲတော်ကျောင်းလို့ပေါ့နော်ထမ်ဆန်းမဲတော်ကျောင်းလို့တော့သိရတယ်ဆိုတော့အခုရောက်နေတာ2ရက်ရှိပြီပေါ့နော်ဒေတာအစားအစာကြီးလဲမှာရုံးကနေပြီးတော့ဗလဲ share အဝကျွေးထားတော့ဘိုင်းတောင်ထွက်နေအစားတောက်တွေရောနေရာတွေရောပြီးသွားပြီဆိုသွားရလာတာအကုန်လုံးရုံးကထောက်ပံ့ထားပြီးတော့
စပွန်ဆာနဲ့လာရပါစပွန်ဆာနဲ့လာရဆိုအရန်ပြောနေပါတယ်။မ activity တွေရောကားပေါ်မှာလည်းကားလိုက်ခုံလိုက်တချင်းဆိုလိုက်လေလိုက်တပုတ်နေရိုက်လိုက်နဲ့ပျော်ပျော်ရွှင်ရွှင်ဘောနော်မခီးဆက်နေရဲ့ဆိုတော့အခုလိုမျိုးပေါ့နော်ဘယ်လိုပြောညီမတို့ team နဲ့တူတူပျော်ရွှင်စေနဲ့ member တွေဆိုရင်လည်းအများကြီးဖိတ်ခေါ်ပါရယ်ဘယ်လိုလဲမကြောက်ပါနဲ့မစိုးရင်ပါနဲ့ညီမတို့ဘယ်လိုပဲမဲ့အများကြီးဖွင့်ပေးထားဆိုတော့တက်ရှင်းဆိုလဲလူတွေရှိရလာခဲ့ပါဘယ်လဲရုံးပိုင်းနေဆိုရင်လည်းလာခဲ့ပါ interview တွေအများကြီးရုံးပြဖွင့်ရင်ပေါ့နော်ပြန်စပါမယ်ကဲအားလုံးကြိုဆိုလိုက်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကြည်ပြည့်သူတွေရောအားလုံးလည်းနေစစ်စာကြိုဆိုပါရယ် Clinic Service မှာအားလုံးနေစစ်စာကြိုဆိုပါရယ်